အခြေဦးနေလွယ်ပဒဦးနေလွယ်ဒီအထက်ပြပြတွေနဲ့လည်းတန်းလွယ်ဖြစ်ခဲ့တယ်။လက်ဖက်ရည်တဲ့မကြီးရဲ့နှုတ်စီနေနေနဲ့ကျိုးစိတ်လေးတစ်ခွဲလောက်အလွမ်းပစ္စည်းလေးလည်းထဲပေးပါနော်။ဒီတရားစီးနေခြင်းကအနာတရားတွေစီတုံတုံပူတယ်။တစိမ့်ဖြစ်ခဲ့ဖို့တဲ့စိမ့်နဲ့ဒါဆေးရတာဘာလို့ရင်တွေကနာရတာလဲတစိမ့်နဲ့ယောက်ျားကတန်ရုံးစင်ကရေနာစရာဖြစ်လောက်တည်းအထိတွင်ညစ်ခဲ့ဘူးတာလားတကယ်ဆိုကျွန်တော်လည်း22နှစ်အရွယ်လူငယ်တစ်ယောက်ဖြစ်နေပြီပဲနာကျင်မှုနဲ့ပြောဆင်းမှုကိုကောင်းကောင်းကြီးခွဲတတ်တော့ဖို့မရရမတိကြတဲ့ဘဝနိဆွဲတွေမှာမနက်ခင်းဆိုတာကိုဝမ်းပန်းတန်တာကျိုးဆူနိုင်စွာမရှိသူတရားပါဒီလိုအချင်းနဲ့ကြောင့်လဲဝေးခဲ့ကြတယ်လေကျွန်တော်ကချစ်လို့သာချစ်ပေးတတ်ခဲ့တာငွေမရှိလို့တန်ရုံးစင်မမြဲခဲ့တာလဲပြေလို့မဆိုးရလာပါဘူးလူတွေရဲ့မញ្ញံကအချစ်တကူအန်တူနိုင်စွာမရှိပါဘူးမရှိလို့သာနာရတာပေါ့ရှိရတော့ကိုပဲနာကျင်ခံပါမလဲအချစ်ဦးနဲ့လွတ်ခဲ့ခြင်းဟာကျွန်တော်ကပါစီမူတိုင်းနဲ့တုံးပြီးဒီခါဒီတိုးဝင်လာခဲ့တယ်လို့အရာရာပစ္စည်းရအရာရာကြည်မွာရဒီကစားကျွန်တော်လည်းကဘာနဲ့အစဲအသွဲပြတ်ခဲ့တာပေါ့ကျွန်တော်မမရရစီးပါတယ်အဲ့ဒီနေ့ကအကူညီမတို့လက်ခွဲကြရအောင်လို့ဟုတ်တဲ့စကားတန်ကချိုးပေမဲ့နားတဲ့ခါတက်တဲ့နဲ့ဝင်လာခဲ့တယ်ဘယ်သူကများအချစ်တခုကိုခဏလေးပါဆိုပြီးတိဆောက်ခဲ့မှလဲမလွဲတာချင်းများကြမှာမလွဲတာလို့သာလွဲခဲ့ပေးကြရတာလေဝေးမြဝေးသွားတော့လဲယူစနာထောက်ချီမကားလို့လူချင်းဝေးလို့နာရတာတဲ့မလို့သားချင်းမင်းဒီခဲ့လို့ရင်နာရတာကပိုလို့နာပါတယ်ဆရာအကြီးတော်ပြောသလိုတသေးမှတစ်ခါပဲရတဲ့အခွင့်အရေးမျိုးနဲ့ငါမိကိုချစ်တယ်ဒါဝေကျွေးတခုဆိုရင်အဲ့ဒီဝေကျွေးကိုငါကြည်နာတယ်